မင်္ဂလာပါခင်ဗျာ2025ခုနှစ်ဇွန်လ9ရက်နေ့အတွက်မိုးလေဝသနဲ့ဇလဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာလွန်ခဲ့တဲ့24နာရီအတွင်းကမြို့လိုက်ရွာသွန်းခဲ့တဲ့မှတ်သားဖွယ်ရာမူကြီးချင်းများမှာလဲကူမြို့မှာ1.24လက်မှာပဲခူးမြို့မှာ1.35လက်မှာနေပြည်တော်စပူသီရိမြို့နယ်မှာ1.86လက်မှာဟာခမြို့မှာ1.99လက်မှာကော့ကရိတ်မြို့မှာ1.93လက်မှာပန်းတနော်မြို့မှာ1.58လက်မှာမော်ဘီစိုက်ပျိုးရေးမိုးလေဝသဟုံးမလင်းမြို့နယ်မှုတုံမြို့တို့မှာ1.59လက်မှာစီတောင်ငူမြို့မှာ1.53လက်မှာခရမ်းမြို့မှာ1.46လက်မှာနဲ့အောက်ကံမြို့မှာ1.38လက်မှာတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လည်းတနအခွဲချိန်မိုးလေဝသဂျိုးတို့မှာဖမ်းရရှိတဲ့ပုံရကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထက်မှာတိမ်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေ့လျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမုန်ချုပ်ပစ်ခြင်းလျှက်ဆေးလက်ခြင်းနဲ့မိုးတိမ်ကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့တိမ်အထက်မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပီအားတူမြင်းပုံစံအရမြန်မာကမ်းရိုးတန်းရှောင်းမှာမောက်တုံလေးအားအထက်ရှိနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမောက်တုံလေးအားအထက်ရှိနေပါတယ်။မြန်မာပင်လယ်ပြင်မှာမြန်မာကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရမိုးသက်လေပြင်းများကျရောက်ပြီးလိုင်းအထက်မှာလိုင်းကျနိုင်ပါတယ်။မိုးသက်လေပြင်းကျစေရေပြင်းမြေပြင်လေဟာတနအီကိုမိုင်30အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြင့်မှာမြန်မာကမ်းရိုးတန်းရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ10ပေမှ10ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနက်အထိခံမှန်းချက်များအနေနဲ့ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကျကျကချင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းပဲခူးတိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာနေရာစိတ်နဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးတိမ်ချုံရွာပါမယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ခင်ဗျာ။နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်
မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမုတ်တေချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ32ဒီဂရီဆဲလ်စီယပ်90ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမုတ်တေချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆဲလ်စီယပ်93ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးပူချိန်မှာ24ဒီဂရီဆဲလ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမုတ်တေချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆဲလ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးပူချိန်မှာ26ဒီဂရီဆဲလ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေးအားကောင်းနေပါမယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလန်း2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်ကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ